ဒီမျိုးသမီးရဲ့ကြောက်မက်ဖွယ်လုပ်ရက်ကလူတိုင်းကိုတုံးလှုပ်သွားစေခဲ့တာပါပဲသူဟာပြိုင်ပွဲဝင်မျိုးသမီးလေးရဲ့အဖိုးတန်ဒီဇိုင်းဝတ်စုံကိုဓာတ်နဲ့အကြမ်းဖက်ခုတ်ဖြတ်လိုက်တာပေါ့ဒါပေမဲ့သူတကယ်မသိတာကသူ့ရဲ့လုပ်ရက်အားလုံးကိုလုံခြုံရေးကင်မရာကမှတ်တမ်းတင်ထားပြီးသားဆိုတာပါပဲဒီတော့ပြိုင်ပွဲဝင်မျိုးသမီးလေးကသူ့ဖုန်းထဲမှာဒီလိုမျိုးသတိပေးချက်ဝင်လာတာနဲ့လုံခြုံရေးကင်မရာကရိုက်ထားတဲ့မြင်ကွင်းအားလုံးကိုချက်ချင်းမြင်လိုက်ရပါတော့တယ်ဒါပေမဲ့သူကအေးအေးဆေးဆေးရဲ့ထူးဆန်းတဲ့အပြုံးတစ်ခုနဲ့ဘေးနားကအမျိုးသားတစ်ယောက်ကိုကြည့်လိုက်တာပေါ့ခဏအကြာမှာတော့အခမ်းအနားမှုကအဲ့ဒီမိန်းကလေးရဲ့ဒီဇိုင်းကိုမိတ်ဆက်ပေးလိုက်ချိန်မှာအားလုံးကတန်တီးဖြစ်သွားခဲ့ပါတယ်ဘာလို့လဲဆိုတော့ဝတ်စုံကပြဲနေတာကိုဒီအချိန်မှာတော့စိုးသွမ်းတဲ့အမျိုးသမီးကကျေနပ်နေတဲ့ပုံစံနဲ့သူ့ရဲ့အပေါင်းပါကိုကြည့်လိုက်ပါတယ်အခမ်းအနားမှုကဝတ်စုံပျက်စီးသွားလို့စိတ်မကောင်းကြောင်းပြောလိုက်ပြီးတခြားဒီဇိုင်းတွေရှိသေးလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ဒီမျိုးသမီးလေးကတော့ဒီဝတ်စုံကသူ့ရဲ့ကိုယ်ပိုင်တွေ့ကြုံတွေကိုကိုစားပြုတဲ့အတွက်အဲ့ဒီနေရာမှာပဲပြန်ပြင်နိုင်ပါတယ်လို့ယုံကြည်ချက်ပြည့်နဲ့ပြန်ဖြေလိုက်တာပေါ့ဒီလိုပြောလိုက်တာနဲ့သူ့ဘေးနားကအမျိုးသားကရှေ့တက်လာပြီးဒီဇိုင်းကိုတိုက်ရိုက်ပြင်မယ်ဆိုတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံလိုက်ပါတယ်ဒါပေမဲ့စိုးသွမ်းတဲ့အမျိုးသမီးကချက်ချင်းဆန့်ကျင်လိုက်ပြီးတခြားပြိုင်ပွဲဝင်တွေပေါ်မတရားဘူးလို့ဆွဆွဲလိုက်တာပေါ့ဒါအပြင်သူတို့နှစ်ယောက်ကလင်မယားတွေဖြစ်ကြတဲ့အတွက်ပြိုင်ပွဲစည်းကမ်းကိုချိုးဖောက်တယ်လို့ပါထပ်ပြောလိုက်ပါတယ်ဒါပေမဲ့ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက်မှာတော့ဒိုင်လူကြီးတွေကဒီမျိုးသမီးလေးကိုစင်ပေါ်မှာပဲပြင်ဆင်ဖို့ခွင့်ပြုလိုက်ပါတယ်မိန်းကလေးက30မိနစ်ပဲအချိန်ယူမယ်လို့ပြောလိုက်ပြီးအားလုံးအမရလောက်အောင်မြ мян ဆန်ဆန်စတင်ပြင်ဆင်ပါတော့တယ်သူကကိရိယာတွေထုတ်ပြီးကျွမ်းကျင်စွာပြင်ဆင်နေတာကိုအားလုံးကအံ့ရတက်ကြီးကြည့်နေကြတာပေါ့အောင်မြင်ပါမလားလို့တန်တရားဝင်နေကြပါတယ်ဒါပေမဲ့အခမ်းအနားမှုကအနီရောင်ဝတ်စကိုဖယ်လိုက်တဲ့အခါမှာတော့အဲ့ဒီစိုးသွမ်းတဲ့အမျိုးသမီးကလုံးဝကိုအံ့နာမင်သက်သွားခဲ့ပါတော့တယ်ဘာလို့လဲဆိုတော့ပျက်စီးသွားပြီထင်တဲ့ဒီဇိုင်းဝတ်စုံကအရင်ကထက်တောင်ပိုပြီးလာပါနေတာကို